အားလုံးပဲမင်္ဂလာပါခင်ဗျာ HMS Football Channel ကနေကြိုဆိုလိုက်ရပါတယ်မနက်ဖြန်မတ်လ12ရက်နေ့ညနေ9:00နာရီထိုးမှာကျွန်တော်တို့ရဲ့မြန်မာယူဆက်ခွန်အမျိုးသမီးဘောလုံးအသင်းနဲ့အိန္ဒိယယူဆက်ခွန်အမျိုးသမီးဘောလုံးအသင်းတို့ရဲ့ခြေစမ်းပွဲလေးရှိပါတယ်နော်အဲ့ဒီပွဲစဉ်ကိုရန်ကုန်မြို့တူနာကွင်းမှာရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ်မြန်မာယူဆက်ခွန်အမျိုးသမီးဘောလုံးအသင်းနဲ့အိန္ဒိယယူဆက်ခွန်အမျိုးသမီးဘောလုံးအသင်းတို့ရဲ့ Direct Live ကိုရုံမြင်တန်ကြားမှာဆိုရင် Readers Channel မှာကြည့်ရှုနိုင်ပါတယ် YouTube ကနေတိုက်ရိုက်ကြည့်ရှုခန်းစားလိုသူတွေအတွက်တော့ပြုံး Play Sport YouTube Channel မှာတိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာဒီနေ့ Match လ17ရက်နေ့မုံလွဲပိုင်းကပဲရန်ကုန်မြို့တူနာကွင်းမှာပွဲကြိုသတင်းစာရှင်းလင်းပွဲကိုပြုလုပ်ခဲ့ပါတယ်အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာမြန်မာယူဆက်ခွန်အမျိုးသမီးဘောလုံးအသင်းနဲ့အိန္ဒိယယူဆက်ခွန်အမျိုးသမီးဘောလုံးအသင်းတွေရဲ့နီးပြချုပ်တွေတက်ရောက်ခဲ့ကြပြီးပြိုင်ပွဲအတွက်ပြင်ဆင်ထားမှုများကိုအသီးသီးပြောကြားခဲ့ကြပါတယ်မြန်မာလက်ရွေးစင်ယူဆက်ခွန်မျိုးသမီးနီးပြချုပ်ကူမီကိုတာရှီရိုကတရုတ်နိုင်ငံမှာကျင်းပမဲ့အာရှဖလားမတိုင်ခင်အိန္ဒိယနဲ့ကစားခွင့်ရရှိလို့ပွဲစီစဉ်သူတွေကိုကျေးဇူးတင်ပါတယ်အိန္ဒိယအသင်းကလည်းခြေစစ်ပွဲအောင်မြင်ထားတဲ့အသင်းဖြစ်ပြီးအကြီးချင်းရှိတဲ့ကစားသမားတွေပါဝင်နိုင်တာမို့မြန်မာအသင်းနဲ့ရှင်ရင်အနည်းငယ်တာနေတာကိုတွေ့ရှိရပါတယ်ဒါပေမဲ့အင်ကွင်းမှာကန်ရမှာမို့ရလက်ကောင်းရရှိအောင်ကြိုးစားသွားမယ်လို့ပြောကြားသွားပါတယ်ဒါအပြင်ကျမတို့တွေနဲ့ပြင်းပြင်းထန်ထန်လေ့ကျင့်နေပေမဲ့ပိုကောင်းလာအောင်အချိန်ယူသွားမှာဖြစ်ပါတယ်ခြေစမ်းပွဲတွေထပ်မံကစားဖို့မျှော်လင့်မိပါတယ်လို့ပြောကြားသွားပါတယ်လိုအပ်ချက်ကိုဒီလိုထုတ်ဖော်ပြသသွားတာအရန်ကောင်းမွန်တဲ့အနေအထားပါခြေစမ်းပွဲအတွေ့အကြုံနည်းသေးတဲ့ကျွန်တော်တို့မြန်မာယူဆက်ခွန်အမျိုးသမီးဘောလုံးအသင်းလေးအတွက်တော့ခြေစမ်းပွဲတွေကတကယ့်ကိုမရှိမဖြစ်လိုအပ်ပါတယ်နောက်ထပ်လည်းပွဲတွေအများကြီးစီစဉ်ပေးစီလိုပါတယ်ခင်ဗျာအိန္ဒိယယူဆက်ခွန်အမျိုးသမီးအသင်းနီးပြချုပ်ပါမလာကွန်တီက SAFF U90 Women Championship မှာယူဆက်ခွန်အသင်းနဲ့ဝင်ပြိုင်ပြီးချန်ပီယံဖြစ်ခဲ့ပေမဲ့အာရှဖလားမှာသင်းကောင်းတွေနဲ့ရင်ဆိုင်ရမှာဖြစ်လို့မြန်မာအသင်းနဲ့ကစားရမယ့်ပွဲဟာအရေးပါတဲ့ပွဲဖြစ်ပါတယ်ပွဲအများပြားကစားမှာပုံမကောင်းမွန်လာမှာဖြစ်ပါတယ်ဥရောပကိုတွားရောက်ပြီးခြေစမ်းပွဲကစားဖို့ပြင်ဆင်ထားပါတယ်မြန်မာသင်းကစားပုံကိုကြည့်ထားပြီးတောင်းတင်းတဲ့အသင်းတစ်သင်းလည်းဖြစ်ပါတယ်လို့ပြောကြားသွားပါတယ်အိန္ဒိယယူဆက်ခွန်အသင်းဟာခေတဲ့သင်းတစ်သင်းတော့မဟုတ်ပါဘူးနော် SAFF U90 Women Championship မှာဖလားရခဲ့တဲ့အသင်းတစ်သင်းဖြစ်ပါတယ်အဲ့ဒီပွဲစဉ်မှာ U90 နဲ့ကန်တာမဟုတ်ဘဲနဲ့အခု U17 နဲ့ကန်တာဖြစ်ပါတယ်ကျွန်တော်ရဲ့မြန်မာယူဆက်ခွန်အမျိုးသမီးဘောလုံးအသင်းလေးအတွက်တော့တကယ်ကိုအတွေ့အကြုံကောင်းရရှိသွားမှာသိကြပါတယ်မနက်ဖြန်မတ်လ12ရက်နေ့ညနေ9:00နာရီထိုးမှာအတူတူကြည့်ရှုအားပေးသွားကြအောင်လားခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်မြန်မာဖန်ပရိသတ်ကြီးအားလုံးကျမ်းမာကြပါစေကျွန်တော်ရဲ့မြန်မာယူဆက်ခွန်အမျိုးသမီးအသင်းလေးတွေအောင်မြင်ပါစေ